ဒီလိုမျိုးအရန်လှတဲ့အုံတို့လိမ့်မော်အလွှာကြောက်ကြောလေးတွေကိုပါဝင်ပစ္စည်း၄မျိုးရဲနဲ့လောက်ပြပေးမှာမလို့လုံနည်းလေးသိရအောင်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်ဒီမှာတော့အယောင်မပါတဲ့အာကာကြောက်ကြောအချောင်းကိုသုံးထားပါတယ်ကို့အဆင်ပြေတဲ့ကြောက်ကြောအမှုကိုသုံးလို့ရတယ်နော်ဒီမှာ25 gram ပါတဲ့တရားမှာတဝက်ကိုပဲဒီ73 gram လောက်ကိုပဲသုံးထားမှာပေါ့နော်ပထမဆုံးဒီကြောက်ကြောအချောင်းလေးတွေကိုကတိနဲ့တေးသေးလေးတွေဖျောင်းညှက်ပြီးတော့ရေကိုအနည်းဆုံး15မိနစ်လောက်စိမ်ထားပေးပါမယ်ကြောက်ကြောစိမ်ထားတဲ့အချိန်မှာလိမ္မော်ရည်အတွက်ပြင်ဆင်ပါမယ်ဒီနေရာမှာညှက်ပြီးသားလိမ္မော်သီးကိုဝယ်သုံးလို့ရတယ်လို့ကိုယ်တိုင်လည်းဒီလိုမျိုးညှစ်လို့ရပါတယ်နော်ကိုယ်တိုင်လိမ္မော်ရည်ညှစ်မယ်ဆိုလို့ရှိရင်သတိထားမယ့်အချက်တစ်ခုရှိပါတယ်သူကအဆီတွေလုံးဝပြောင်းအောင်ထုတ်ပြီးတော့မှညှစ်ရပါမယ်နော်မဟုတ်လို့ရှိရင်သူကခါသွားတတ်ပါတယ်ဒီမှာတော့အဆီမပါတဲ့လိမ္မော်သီးကိုသုံးထားတာမလို့တခါတည်းညှစ်လိုက်ပါတယ်ဒါတော့မှအဆီပါတဲ့လိမ္မော်သီးတစ်လုံးမှားပြီးတော့ပါသွားပြီလို့နည်းနည်းလေးတက်တဲ့ဘက်ကိုပါသွားပါတယ်ဒါလေးကိုသတိထားပေးပါနော်မဟုတ်လို့ရှိရင်စားလို့မကောင်းမှဖြစ်သွားပါလိမ့်မယ်လိမ္မော်သီးကြိတ်ပြီးသွားလို့ရှိရင်တော့ဒီလိုမျိုးစကားလေးနဲ့စစ်ပြီးတော့လိမ္မော်အရေးခံထားရင်လိမ္မော်ရည်ရပါပြီနော်ကြောက်ကြောချိုဖို့အတွက်ကိုဒီလိုမျိုးနှစ်အိုးပြန်ပြီးတော့တင်မှအဆင်ပြေပါတယ်နော်။ဘာလို့လဲဆိုတော့ဒုတိယတအိုးချိုနေတဲ့အချိန်မှာပထမတအိုးကခဲသွားတယ်လို့ပါ။စိန်ထားတဲ့ကြောက်ကြောတွေလည်းရပါပြီ။သူ့ကိုလိမ္မော်ရည်အတွက်တစ်ဝက်အုံတို့အတွက်တစ်ဝက်သုံးပါမယ်။အုံတို့ချိုဖို့အတွက်ဒေပိုင်းလွတ်ထဲမှာရေတစ်ခွက်ထည့်ထားပါတယ်။ဒီရေခွက်နဲ့ဆိုလို့ရှိရင်ထမင်းစားဆုံး16ဆုံးရှိပါတယ်။ပြီးရင်တော့ဆောနာစိန်ထားတဲ့ကြောက်ကြောတွေကတစ်ဝက်ကိုယူပြီးတော့စပြီးတော့တည်ပါမယ်။ဒီလိုမျိုးကြောက်ကြောအဆီလေးတွေပျောက်သွားပြီဆိုလို့ရှိရင်တော့အုံတို့တစ်ခွက်ကိုထည့်လိုက်ပါတယ်သူ့ရဲ့အချိုးကတော့ရေတစ်ခွက်အုံတို့တစ်ခွက်ပါပြီးတော့တကြားကိုလည်းထမင်းစားစွန်း2ဆွန်းစာလောက်ထည့်ထားပါတယ်ဒီနေရာမှာတော့ကို့အချိုးစားနိုင်တဲ့လောက်ထည့်လို့ရပါတယ်နော်အိမ်မှာတော့အချိုးအရမ်းမကြိုက်လို့ထမင်းစားစွန်း2ဆွန်းစာပဲထည့်ထားတာပါပြီးလို့ရှိရင်တော့စူပွက်အောင်ချက်ပြီးတော့တည်သွားပြလိုက်ပါမယ်အခုဆိုရင်ကြိုလာလိုက်တာ15မိနစ်လောက်လည်းရှိပါပြီသူ့ကိုဒီလိုမျိုးမကြည့်လိုက်လို့ရှင်အဆက်နဲ့ကြာနေရဆိုလို့ရှင်မရသေးပါဘူးเนาะ तू ကမခဲပါဘူးဒီလိုမျိုးလေးကြွက်မီတန်းလေးဖြစ်နေရဆိုတဲ့အခါကျတော့မှ तू ကခဲပါတယ်ပြီးရင်တော့အေးခံမဲ့ခွက်ကလေးထဲမှာအုံတို့ပထမတစ်ထပ်ကိုထည့်လိုက်ပါမယ်ဒီနေရာမှာအုံတို့နဲ့လိမ္မော်နဲ့အထက်ညီညီလေးတွေလိုချင်တယ်ဆိုလို့ရှင်တော့ဇုံးလေးနဲ့တိုင်းပြီးတော့ထည့်ပါနော်ဒီမှာအုံတို့ကို3စွန်းထည့်လိုက်ပါတယ်ပြီးလို့ရှင်လိမ္မော်ကိုအပေါ်ကနေ3စွန်းထပ်ထည့်ပါမယ်လိမ္မော်ရည်အိုးအတွက်ကကြတော့ရေကိုခွက်နဲ့တစ်ဝက်ပဲသုံးပါမယ်သူ့ကိုကြောက်ကြောကိုကြေသွားတဲ့အထိကြိုဖို့အတွက်ပဲပေါ့နော်လိမ္မော်ရည်ကိုတော့တစ်ခွက်ခွဲသုံးပါမယ်ရှင်ပြီးရင်တော့ကျန်တဲ့ကြောက်ကြောလေးတွေကိုထည့်ပြီးတော့ဆောနာကအတိုင်းပဲကြောက်ကြောလေးတွေကြေသွားတဲ့အထိကြိုသွားပေးပါမယ်ရှင်ဟိုဘက်ကအုံနို့အိုးကိုလည်းမခဲသွားအောင်လို့မင်းတစ်သေးလေးနဲ့အပူပေးထားပါနော်ဆောနာအတိုင်းပဲကြောက်ကြောလေးတွေကြေသွားပြီဆိုလို့ရှိရင်ဒီခွက်ကလေးနဲ့ပဲလိမ္မော်ရည်ကိုတစ်ခွက်ခွဲထည့်ထားပါတယ်ရှင်ဒီမှာဗီဒီယိုရိုက်ခုမေ့သွားလို့ပါနော် sorry ပါဒီလိုလေးကြွမိတက်မိဆိုရင်တော့ရပါပြီပထမအုံလုံးကလည်းခဲနေပြီဆိုတဲ့အခါကျတော့သူ့ထဲကိုလိမ္မော်ရည်3စုံစီထပ်ပြီးတော့ထည့်ထားပေးလိုက်ပါတယ်ဒါဆိုရင်ဒုတိယလိမ္မော်ထပ်လေးရပြီပေါ့နော်3မိနစ်လောက်ကြာလို့ရှိရင်နောက်တစ်ထပ်ကိုထပ်ထည့်ပါမယ်ဒီနေရာမှာအရင်အထက်ကအရန်ကြီးခဲတော့ဖို့မလုံတော့အရင်ခဲတောက်နေမှထည့်မယ်ဆိုလို့ရှိရင်တော့အလွှာတွေကမကပ်ဖ ೇನೆ ကွာသွားတတ်ပါတယ်ရှင်ပြီးရင်တော့နောက်ဆုံးကျန်တဲ့လိမ္မော်အလွှာကိုထည့်လိုက်ပါမယ်ဒီကြောက်ကြောလုံနေလေးရဆိုလို့ရှင်တော့ဖြင့်အိမ်မှာလှုပ်ရှားရုံနဲ့မကပဲနဲ့အလူမင်္ဂလာဆောင်ဆွန်းကျွေးတို့မှလည်းတီခင်းအခမ်းလို့အရန်ကိုမှလှပါတယ်နော်အဲ့ဒါကြောင့်ဒီဗီဒီယိုလေးပြတ်မသွားအောင် like လုပ်ပြီးတော့ share ထားတာပဲဖြစ်ဖြစ် save ထားတာပဲဖြစ်ဖြစ်လုပ်ထားပြီးလို့ရပါတယ်ကြောက်ကြောလေးတွေအားလုံးအေးပြီးခဲသွားပြီဆိုလို့ရှင်တော့ဒီလိုမျိုးဓာလေးနဲ့ခွာပြီးတော့ကိုကြိုက်နေတဲ့အတုံးလေးတွေတုံးပြီးတော့သုံးဆောင်လို့ရပါပြီနော်ဒီလိုမျိုးအရန်လာတဲ့မုတ်ကလေးတွေအပြင်ဟင်းချက်နီလေးတွေပါတင်ပေးမှာမလို့ page လေးကို like and follow လေးလုပ်ထားဖို့မမေ့ပါနဲ့เนาะအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်တတ်တာ